အဲ့ဘာလုပ်နေတစ်တော့ကြည့်နေတာဟာတစ်တော့ကြည့်ရတယ်ကြည့်အောင်ဟိုမှာကောင်မလေးကနေဟာကိုကြည့်တယ်ကြည့်ရပြင်အသေးပါပေးထားသေးတယ်ကိုကလည်းမဟုတ်လေဒီမှာတက်လာတော့လေကြည့်ရပါဘောအသေးသေးတို့လည်းလိုက်ရပါဘူးဆိုတာဟုတ်ကဲ့အဲ့လိုမျိုးမကြိုက်ဘူးတော့ပြောလို့ရတယ်တဝန်တို့ရတယ်အဲ့လိုမျိုးရှောက်အသေးရှောက်လို့မပေးနဲ့လေကိုကလည်းဟိုကဒါလေးကြည့်ရပါလို့မကြိုက်ဘူးလို့ပြောနေနော်ဟိုကမကြိုက်ရရများတယ်ဟာတဝန်တို့လည်းမင်းကလေးပဲဟာကိုကလည်းကျွန်တော်လိုက်ဖွန်ကြောင်တော့ကျွန်တော်လာကြိုက်ဘူးလေနောက်ဆိုကြိုးပြောတာဘာရင်မကြိုက်ဘူးလေထပ်ပြောမကြိုက်ဘူးเนาะအဲ့ကောင်မလေးတွေကိုကြည့်ရလဲမကြိုက်အသေးပေးရလဲမကြိုက်ဘူးเนาะရှင်းပြီလားပြီးတော့လေဒီထဲမှာမဟုတ်ဘူးเนาะလမ်းမှာတွေ့လို့ရှိရင်ဘယ်ကောင်မလေးမှမကြည့်ရဘူးပြောလို့ရတယ်မဟုတ်လေအဲ့လိုသွားရင်းနဲ့ဒီလိုမရဘူးလို့ပြောနေတယ်တဝန်တို့တဲ့မှာရပြောလို့ရတယ်အဲ့ရပြီလားအဲ့ဒါရပြီရပြီတခြားပါဘာမှမကြည့်နဲ့တော့ကြည့်တော့ကိုယ့်ဘောက်ကိုတွေ့ကောင်မလေးကိစ္စပဲမလားကောင်မလေးကိစ္စပဲလေတခြားကြက်တာလုပ်လို့ရတယ်တခြားဘာကိစ္စရှိသေးလဲတော့ကမယ်လေအဲ့ဒီရတော့ရမှာမရဘူးဘာမှမရဘူးကောင်မလေးကိစ္စပဲဘာမှမရဘူးလို့ကိုကလည်းအဲ့လိုကအချောက်တွေပါရောတကယ်ကြီးနေတယ်ခေးနေရရှိရတယ်အဓိကကောင်းမလေးမဟုတ်ရင်ပြီးရောသူတို့ကကောင်မလေးလို့ပြင်လာအဲ့ချိုးပြောရတယ်လို့အဓိကမင်းကလေးမဟုတ်ရင်ပြီးရောပြီးရောဖုန်းလေးပြန်ပြီးရောအဲ့ဆိုရင်ဘိုးကခုကိုစိတ်ကောင်းနေတာဆိုတော့ကိုမိုးလိုက်ဝယ်ကြွေးတယ်တော့ဟမ်စိတ်ကောင်းနေတာပိုးကောင်းနေတာလေဘာလို့ဝယ်ကြွေးကြွေးနိုင်မှာစတာကိုကြွေးမယ်လားတော့ကြွေးမှာကြွေးမယ်ဟာမဘို့ကောင်မလေးတက်လာတော့မကြည့်ဘူးကောင်းလို့ပြလိုက်အဲ့လိုအိမ်မှာဟိုနားထောင်နော်စကားနားထောင်နော်တော်တယ်ဆက်လိုက်တော့ကျွန်တော်ခဏအပြင်ထွက်တော့မရတော်တယ်ဟိုဖုန်းထားခဲ့မယ်နော်ဘယ်ကောင်မလေးမှမကြည့်ဘူးနော်ပြလေးမှာခဏတောက်ပြီးပြန်လာခဲ့ခဏခဲ့ဘိုးကလည်းဘာလို့ငန်းကိုကဆက်လိုက်တော့ပြီးရှူခင်းလေးကြည့်ဟုတ်ပဲလားလေးလေးနေငန်းနေအောင်ငါမြင်နေသိလားနော်မငန်းမှာဘိုးကလည်းရှူခင်းလေးစိမ့်လို့လေနော်တစ်ခါအလိုငန်းတော့ငါတော့ပြီးမထောင်နော်ပြောဘူးကမငန်းမှာဘိုးကလည်းဘာလို့ငန်းမှာကိုကိုဘာလို့နေနေရလဲမငန်းနေအောင်မြင်သားနေလာပြီးတော့ငါလာတာမမြင်ဘူးလေမမြင်တာဒီမှာရှူခင်းလေးလာစိမ့်ဆုံးနေတာဘုံကကြီးမကြောင်းငါလိမ့်နေလားမလိမ့်ဟိုမလိမ့်ဘူးလေမလိမ့်ပါဘူးဟောတော့ရန်ထွန်းနေတော့သိဆိုသိကိုမဟုတ်ဒီတိုင်းလေးပဲကြောင်မိပါဟိုကြောင်မဟုတ်ဟိုကြည့်ပြီးချင်းကြည့်မိပါဘိုးမကြိုက်တော့မကြည့်တော့ဘူးအဲ့ကောင်မကြည့်ရင်တော့ပြောဘူးပါဖုန်းတော်လွတ်ပြုတ်သွားတာလေဒါမတော်စားပြုတ်သွားနော်နောက်မကြည့်တော့ဟုတ်ပါကြည့်လို့ရှင်အေးကြိုက်တာလက်တေးကြနော်တေးကြအဲ့ဆိုရင်ဒီမှာမြင်ဟိုးဘက်ဖတ်သွားမယ်တေးကြနော်တေးကြတော့မငန်းရအောင်တော့ပဲဆော်ဦးမတေးကြတော့ဝမ်းဖြစ်စေအောင်တော့မကြိုက်ဘူးတော့ပြောဘူးပါဟုတ်ပြီဟုတ်ဖုန်းထားခဲ့ရထားခဲ့တော့ဘာမှTipis manis coba ramas-ramas alus